ဟိုတုန်းကဘုရားလောင်းကပညာရှိအမတ်ကြီးတယောက်ဖြစ်တယ်ဘယင်ကြီးတစ်ပါးရဲ့ပညာရှိအမတ်ကြီးတယောက်ဖြစ်တယ်တနေ့ကျတော့အဲ့ဒီဘယင်ကြီးစီကိုပရောဟိတ်သားဖနှစ်ယောက်လာပြီးတော့ဖူးမြော်ကြအဲ့ဒီပရောဟိတ်ကြီးရဲ့သားကခက်ငယ်ငယ်အရွယ်ရောက်ခါစားအဲ့ဒီကလေးကလေမိဘရဲ့ခေါင်းကြီးကိုမြင်လိုက်ဆွဲလန်းသွားတာအဲ့ဒါနဲ့အိမ်လေးရောက်ပြီးတော့ထမင်းမစားဟင်းမစားနဲ့တခါတည်းဒီမိဖုရားမှမရရင်သေပါမယ်ဆိုဖြစ်ခဲ့ဖြစ်ရပရောဟိတ်ကြီးကလည်းဘာမှမတတ်နိုင်ဘူးချို့လို့လည်းမရဘလူပြောလို့မှလည်းမရအဲ့ဒါနဲ့ကဲငါသားအသက်တော့ဒီလိုနဲ့ဆုံးရတော့မှာလားဘယင်ကြီးကလည်းသူနဲ့သိရင်းနှီးတယ်ဆိုတော့အဲ့ဒါဘယင်ကြီးတွေသွားပြီးတော့အကျိုးအကြောင်းပြောတာပြောတော့ဘယင်ကြီးကစဉ်းစားတယ်တတ္တဝါတူတယောက်ရဲ့အသက်ကိုကယ်ကောင်းပါလေဘယင်ကြီးကစိတ်ကောင်းနှလုံးကောင်းရှိအဲ့ဒါနဲ့ကိုင်းရှိစေငါရဲ့မိဖုရားကိုမင်းရဲ့သားကို9ရက်ပေးမယ်မိဖုရားကိုဘယ်နှစ်ရက်ပေးမှာ9ရက်ပေးမယ်လေတော်တော်ရရောတဲ့ဘယင်ကြီးပဲအဲ့ဒါနဲ့မိဖုရားကို9ရက်ပေးလိုက်တယ်မိဖုရားကလည်းဘယင်ကြီးကအသက်ကြီးဒီလူလင်ကငယ်ငယ်ဆိုတော့အဲ့ဒီ9ရက်အတွင်းမှာသူတို့နှစ်ယောက်မေတ္တာမျှပြီးနန်းတော်မပြန်တော့ပါပဲနဲ့တခြားတိုင်းပြည်ကိုထွက်ပြေးကြတာဗျာနော်မိဖုရားစီစဉ်ကိုစွန့်သွားတာနော်အဲ့ဒီလိုထွက်ပြေးကြပြီဆိုတာလဲသိရောဘယင်ကြီးကလေပေးတော့ကမှ9ရက်ပဲပေးတာဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့ဒီမိဖုရားစိတ်နဲ့တမိုင်မိုင်တွေဖြစ်တယ်ဆင်းရဲတယ်ပင်ပန်းတယ်နောက်ဆုံးစိတ်ကသိပ်ပြီးတော့ပင်ပန်းတော့ရုပ်တွေပါပင်ပန်းလာတယ်ဖောက်ပြန်လာတယ်အဲ့ဒါနဲ့နောက်တော့သွေးဝမ်းနေသွားပြီးတော့အင်မတန်ကိုတနာစရာကောင်းတဲ့အနေအထားကိုရောက်တယ်ဒီရှင်မင်းကြီးအဲ့ဒါနဲ့ဦးဇင်းတို့ဘုရားလောင်းပရောဟိတ်အမတ်ကြီးကဦးဇင်းတို့ဘုရားလောင်းပညာရှိအမတ်ကြီးကသိတယ်ဒီကိစ္စဒါကြောင့်ဖြစ်တာအဲ့ဒါနဲ့တို့ရဲ့ကျေးဇူးရှင်ဘုရင်ကြီးကိုဆေးကုမယ်ဆိုပြီးတော့သူ့ရဲ့ဘေးကသူ့ရဲ့လက်အောက်အမတ်2ယောက်ကိုသင်ပေးတယ်ဘုရင်ကြီးကဒီလိုမေးရင်ဒီလိုဖြေလို့တီးလုံးတွေတိုက်ပြီးတော့နော်အဲ့ဒါနဲ့ဘာလို့လဲဆိုဘုရင်ကြီးစိတ်ညစ်တော်မူတယ်ဘုရင်ကြီးကိုပြောတော်ဆက်မယ်ဆိုပြီးတော့ကာပွဲသဘင်တွေမျက်လှဲ့တွေဘုရင်ကြီးရဲ့ရှေ့မောက်ကိုခေါ်ပြီးတော့ဘုရင်ကြီးကိုပြအဲ့ဒီမှာအင်မတန်ဆန်းကျယ်တဲ့မျက်လှဲ့ပွဲတစ်ခုပါတယ်အဲ့ဒါကဘာလဲဆိုတော့30နဲ့2လက်တစ်ရှိတဲ့တန်လျက်ကြီးကိုတခါတည်းကြည်ရင်နဲ့မျိုးချလိုက်တယ်အခုဒီဗီဒီယိုပါတယ်ထဲမှာလည်းလာတယ်မဟုတ်လားမျက်လှဲ့တွေဘာလဲမျက်စိရှိတယ်ဘာလဲဖြစ်သွားမှမသိဘူးဘယ်နဲ့လှုပ်တယ်လို့လည်းမသိဟုတ်လားအဲ့ဒီတန်လျက်ကြီးကြည်ရင်နဲ့မျိုးတာဘယ်ထက်ရောက်သွားရောအဲ့တော့ဘင်းကြီးကတော်တော်အော်တယ်အဲ့ဒါအမတ်3ယောက်ဘုရားလောင်းဦးစီးတဲ့အမတ်3ယောက်ကလည်းဘေးကနေဝိုင်းပြီးတော့ခါစားနေတာအဲ့ဒါဘင်းကြီးကအော်ပြီးတော့မေးတယ်ဟဲ့ပညာရှိမတ်တို့လောကကြီးမှာလေဟောဒီတန်လျက်ကြီးကိုမျိုးရတာတဲ့ခက်တဲ့အလုပ်များရှိသေးလားကွယ်တို့